Hello ဒီနေ့ခင်းလေးကကချင်စာစားချင်တာနဲ့စမ်းကြောက်မှာရှိရဲ့စွတ်ဆူတဲ့ကချင်ဆိုင်ကိုတွားစားခဲ့တယ်ပေါ့နော်ဘလို့လေးတွေရိုက်ပေးပါပြောနေလို့ကျမရိုက်တာကတော့ကျမတကယ်တော့စိတ်ပါမှရိုက်တာပါကဲအခုဆိုရင်စွတ်ဆူတဲ့ကချင်ဆိုင်ကိုရောက်ပြီပေါ့နော်ဆိုင်တွင်းထဲမှာသူတို့ရဲ့ကချင်မိတ်တွေနဲ့အလှဆင်တာတော်တော်လေးလဲလှပါတယ်ကဲပြီးရင်တော့ကျမအရင်စားချင်နေတဲ့စဖြေမှာလိုက်ပါပြီကဲအရင်ဆုံးမြင်းခွာရက်ထည့်မယ်မုတ်ဖတ်ထည့်မယ်စက်သားထည့်မယ်အဲ့ဒီအချင်းကလုံးဝအသက်နော်ကျမကချင်စာဆိုအရင်ကြိုက်တာပေါ့နော်အဲ့ဒီစဖြေကတော့လုံးဝအသက်ပေါ့နော်ကျမဘဲချိန်မဲစားရလုံးဝမရိုးတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့မှာကြီးကျမစားနေတာကိုပဲကဲကျမကြိုက်တဲ့နောက်ဆုံးပေးဟင်းလေးပေါ့နော်အဲ့ဒီဟင်းလေးကဆိုရင်တောက်လိုက်တာနဲ့ green ကိုရှင်းသွားပြီးတော့တီးဆောင်နဲ့ဟင်းရွက်တွေပါတဲ့အတွက်ကျမရင်းနဲ့ညီညွတ်ပြီးတောက်လို့အရင်ကောင်းပါတယ်ငါကချင်ချက်လေးရတယ်လေတော်တော်လေးကိုစားလို့ကောင်းတယ်တမင်းလေးနဲ့စားရင်ထိမိခွေနေရတယ်ကဲပြောရင်းနဲ့တော့စားချင်လာပြီကဲအပြန်မှာ spring နဲ့နီးတော့ spring မှာကဲကဘာလေးဝယ်ခဲ့တယ် blind box ကတော့မဝယ်နိုင်လို့ကြည့်ခဲ့တယ်ပေါ့နော်ကဲအားလုံးဘိုင်ဘိုင်စီ